ရဲ့ဘာသာရေးကိုစော်ကားလာတာကြောင့်အဆုံးသေချာရှင်းပြခဲ့တဲ့မင်းသားဟိမင်းသူကဲပရိသတ်ကြီးတို့ရေဘာသာတရားဆိုတာကတော့လူတိုင်းလိုမှယုံကြည်မှုကိုစီရှိတတ်ကြပေမဲ့လေဒီတစ်ခေါက်မှာတော့မင်းသားတယောက်ဖြစ်တဲ့သူကိုခရိယန်ဘာသာကိုးကွယ်တာနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်လာခဲ့တာပဲဖြစ်ပါတယ်မင်းသားဟိမင်းသူဟာခရိယန်ဘာသာဝင်တယောက်ဖြစ်လာတာနဲ့အညီယေရှုဘုရားသခင်ပေါ်မှာလည်းအင်မတန်မှသက်ဝင်ယုံကြည်ထားသူတယောက်ဖြစ်တာကြောင့်သူဟာဘလို့လူမျိုးမှမဟုတ်ကြောင်းနဲ့သူ့ရဲ့ဖြစ်တည်မှုအလုံးကလည်းယေရှုဘုရားသခင်ကသာတနာကရုဏာတော်မြတ်ကြောင့်ပေးသနာထားခဲ့တာလို့ဆိုလာခဲ့ပါတယ်။တကယ်တမ်းမှာတော့ဟိမင်းသူဟာဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်လို့လူသားတိုင်းဒဏ်နုအခွင့်အရေးရှိတယ်လို့ယုံကြည်ထားတာကြောင့်ဒီလိုကိစ္စတွေနဲ့ပတ်သက်လာရင်နည်းနည်းလေးမှပြောခဲ့သူတယောက်မဟုတ်ပါဘူး။ဒါပေမဲ့လည်းနာမည်သုံးလုံးနဲ့ယေရှုဘုရားသခင်ရဲ့သားတော်ရောင်ဆောင်ထားသူဘုန်းကြီးတစ်ပါးကသူ့ကိုဘာသာတရားနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်လာတဲ့အတွက်သူ့ရဲ့ဂုဏ်ပကာသနာတွေအားလုံးကိုချွတ်ချပြီးတော့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်အခုလက်ရှိပိုင်ဆိုင်နေရတဲ့အရာအလုံးကလည်းဘုရားသခင်သာပြန်ယူသွားခဲ့မယ်ဆိုရင်အကုန်ပြန်ပါသွားမှာဆိုတဲ့အကြောင်းပြန်တရားဟောထားတာကြောင့်ပရိသတ်ကြီးတို့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။